တော့ Euro City မှာစားနေတယ်ငရမ်းပတူရွက်တောက်မလို့ပါဒါအတုပ်ထဲထဲမှာပစုံချောင်းနဲ့မြေပဲဆန်လေးနဲ့ထောင်းမယ်ဒီမြေပဲဆန်နဲ့ပစုံချောင်းနဲ့ထောင်းလို့ဟာရွက် ဟာအဖေခုလာနေရပြီရတယ် ဒီကတော့မပြီးတော့လာတယ်ဒီလိုလေးဒီလိုလေးရှင်းရပြုတ်တယ် ဒီမှာငရမ်းပတူရွက်အဲ့ရွက်တော့ဆိုဒီလိုက်တော့လောက်ပဲပါမယ်3000 အဲ့ကြောင့်ကတော့ကိုရကတော့ဘယ်လိုလာ ယူရိုက်နေပြီထဲမှာတန်ဒီပါနေမှာဖေးရိုးအဲ့ဒီပြောနေတန်ဒီဗီဒီယိုထဲမှာတန်ဒီပါကုန်ပြီဟောကဲရပြီဟာငရမ်းပတူရွက်တော့ဒါပစုံချောင်းနဲ့ဒီပဲဆန်နဲ့ထောင်းထားတာစစ်ချက်